ဓာတ်သမားနဲ့အဖြေလိုချင်ဘိုင်ဂိမ်းနဲ့အဖြေလာပြတယ်ဘိုင်ဂိမ်းနဲ့အဖြေလိုချင်တော့ဓာတ်သမားနဲ့လာထုတ်ပေးနေတယ်အဲ့ဒါဒီကောင်ပြက်နေလို့ဒီကောင်မှ error တွေပါလာလို့တူကြီးဝယ်လိုက်ပြီလို့ဘာလို့ညာလို့ဘာလို့ဟို bro calm down အဲ့ဒါ message setup ကိုတေချာမသုံးတက်သေးလို့ဒီဗီဒီယိုကြည့်လိုက်ရင် message setup နဲ့ပတ်သက်ပြီးတော့အကုန်နားလည်သွားလိမ့်မယ်ဒီမှာ setup နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြချင်တယ် setup ကကိုတွက်ချက်နေစဉ်မှာဘယ်လိုမြင်ချင်လဲဒီလိုလားဒါမှမဟုတ်တွက်ချက်ပြီးထွက်လာတဲ့ result ကိုဘယ်လိုမြင်ချင်လဲဒီလိုလား okay ဒါတွေအားလုံးထိန်းချုပ်လို့ရတဲ့ stage ကြီးကို setup လို့ခေါ်တယ်နေရောဒီမှာ setup ကအဝါရောင်ဖြစ်နေတာဆိုတော့ shift နဲ့တွဲနေပြရမယ်okay အများကြီးပေါ်လာပြီဘာမှလည်းမသိဘူးအောက်မှာလည်းကြံသေးရဲ့ဒီဟာကိုသူ group နဲ့သူမြင်လာရင်ရှင်းသွားပြီ okay ဒီနှစ်ခုကနေစမယ် number 1ရဲ့အရှိကောက်က math import output number 2ရဲ့အရှိကောက်က linear import output number 1ကိုရွေးရင်တက်ချက်နေစဉ်မှာဒီလိုတွေပြပေးမယ် number 2ကိုရွေးရင်တော့ဒီလိုတွေပြမယ် number 1ကိုရွေးလိုက်ရင် math output နဲ့ linear output ကိုရွေးခိုင်းမယ် result format လို့ရေးထားတော့အဖြေအတွက်ဖြစ်မယ် number 2ကတော့ result format မရွေးရဘူး auto ပဲ linear output နဲ့အဖြေထုတ်ပေးမယ် okay math output နဲ့ linear output ဘာကွာလဲကြည့်မယ် root 2လို့နှိပ်ကြည့်လိုက် math output မှာ root 2ပဲ linear output မှာကျတော့ဓာတ်သမားနဲ့ပိုင်လို့နှိပ်ကြည့်လိုက် math output မှာပိုင်ပဲ linear output မှာကျတော့ဓာတ်သမားနဲ့ okay ဒါကျွန်တော်ဘာကွာလဲပြောပြတာဒါဆိုလို့ရှိရင်ဘယ်ဟာပိုကောင်းလဲဆိုတာကိုပြောပြမယ် math IO ကဒီလိုကြည်ရလွယ်အောင်ပြပေးတယ် linear IO ကတော့ဒီလိုချက်ခတ်အောင်ပြပေးတယ်ဒီတော့ math IO ကိုသုံးပါပိုကောင်းပါတယ် result format ကတော့ math output ရွေးထားရဲ့ square root တွေပိုင်နေနဲ့ပြပေးတယ်အဲ့ဒါကိုဓာတ်သမားနဲ့ပြစီချင်ရင်ဒီခလုံးနှိပ်ပြီးပြောင်းလို့ရတယ်ဒါပေမဲ့ linear output ရွေးထားရင်ဓာတ်သမားနဲ့ပြမယ်ဒီဓာတ်သမားကိုတော့ဒီခလုံးနှိပ်ပြီးတော့ square root တွေပိုင်တွေပြင်လို့မရဘူးဆိုတော့ math output ပဲသုံးပါokay နောက်ထပ် group တစ်ခုက degree radian နဲ့ gradient ဒီမှာ gradient ဆိုတာကိုမေ့ထားလိုက်ညီကိုတို့တိတ်ပြီးသုံးရမှာမဟုတ်ဒီတော့ degree နဲ့ radian ပဲပြောမယ်ဆက်ဝိုင်းတစ်လုံးရှိရဲဆိုပါစို့အဲ့ဒီဆက်ဝိုင်းရဲ့အလယ်ကနေမြင်းတစ်ချောင်းဆွဲလိုက်မယ်ဒါကိုအချင်းဝက်လို့ခေါ်တယ်အချင်းဝက်ရဲ့အစကနေအဆုံးထိတစ်ပတ်ပတ်ရင် degree နဲ့ဆို360 degree ရှိတယ် radian နဲ့ဆို2 radian ရှိတယ်နှစ်ခုစလုံးကထောက်တိုင်တဲ့ unit ပဲဆိုတော့ဘယ်နေရာမှာဘာသုံးရမလဲcalculator မှာဒီနှစ်ခုမှာသုံးနိုင်တဲ့အခြေအနေကတစ်ခုပဲရှိတယ်။အဲ့ဒါကဒီ sin တွေ cos တွေနဲ့တွက်တဲ့အချိန်။ပေါင်းတော်မြောက်စာ square root တွေနဲ့တွက်လို့ရှိရင်တော့အဖြေကနှစ်ခုစလုံးမှာအတူတူပဲ။ဒါဆိုရင်ဘယ်အချိန်မှာ degree လဲဘယ်အချိန်မှာ radian လဲဆိုရင်ကိုကဆောက်ဝိုင်းချမ်းတဲ့ပုံတွေဆွဲရတော့မဲ့ပုံစံမျိုးတွက်နေတယ်ဆိုပါစို့ဆောက်ဝိုင်းချမ်းထဲမှာပိုင်တော့မပါတာဆိုတော့ degree နဲ့ပဲတွက်ရမယ်။ပုံစံထဲမှာ degree သင်္ကေတတွေသီတာတွေပါလို့ရှိရင်လည်း degree နဲ့တွက်ရမယ်။ radian ကတော့ဒီလို grad တွေဆွဲရတဲ့အခါတော့တက်တယ်ဒါကအလွယ်ပြောပြလိုက်တာလက်တွေ့ဆက်ဆံပြောရမယ်ဆိုရင်ကျွန်တော် example နှစ်ခုပေးမယ် example 1လူတယောက်ဒီလောက်กว่าဝေကနေဒီလောက်မြင့်တဲ့အရာတစ်ခုကိုမှော်ကြည့်နေတယ်သူမောကြည့်တဲ့တောက်ကိုတီးချင်ရင် degree နဲ့ကပို့လွယ်တယ်ဘာလို့ပို့လွယ်လဲဆိုရင် example 2မှာတီးလိုက်မယ် example 2လူကြည့်ထားတဲ့ဘောလုံးတစ်လုံးကို9ဘတ်တဲ့တယ်အန်ဂယ်နဲ့ဘယ်လောက်လဲလိုက်ရလဲdegree နဲ့ဆိုတစ်ပတ်မှာ360ရှိတယ် radian နဲ့ဆိုတစ်ပတ်မှာ2 radian ရှိတယ်9ဘတ်ဆိုတော့1800 degree ဒီလိုဘယ်သူမှမသုံး10 radian ဒီလိုပဲသုံးရတာဆိုတော့ဆောက်ဝိုင်းအတွင်းပဲလှည့်တာစောင်းတာဆိုရင် degree နဲ့သုံးဆောက်ဝိုင်းအပတ်ရင်များရင် line တွေနဲ့ဆိုလို့ရှိရင် radian နဲ့သုံးနောက်ထပ် group တစ်ခုက phase scientific နဲ့ normal ဒီအကြောင်းဖတ်ထူတော့ screen အကြောင်းမှကျွန်တော်ပြောဘူးတယ်ဒါပေမဲ့အဲ့ဒီ3ခုတည်းက scientific နဲ့တော်တော်လေးကိုတူတဲ့ function ခလုတ်တစ်ခုအကြောင်းပြောမေ့သွားတယ်အဲ့ဒါကဒီ ENG ဆိုတဲ့ခလုတ်လေးအရှိကောက်က engineering ဥပမာ 4.3 ဆိုပါစို့ဘယ်မှုမှပြောင်းထားကြမလို့ပဲနဲ့ဒီ ENG bottom လေးနဲ့10 power ပြခိုင်လို့ရတယ်ဒီတိုင်းနဲ့ရင်တော့10 power တိုးလာမယ်ရှင်းနဲ့ရင်တော့ဒီအနောက်ဘက်ကိုပြတဲ့စာလုံးလေးကအသက်ဝင်လာပြီး10 power ရော့သွားမယ်သူကတစ်ခါတိုးရင်3လုံးတစ်ခါရော့ရင်3လုံးသူ့ကို fit scientific normal ကြိုက်တဲ့နေရာမှာထားပြီးသုံးလို့ရတယ်နောက်ထပ်အောက်က hierarchy သွားမယ်ဒီနှစ်ခုကအဖြူအပိုင်းကိန်းနဲ့ပြသိချင်တာကိန်းရောနဲ့ပြသိချင်တာကိုယူရဲဟာရှစ် standard decimal ဘောတော့နဲ့ရင်ကိန်းရောနဲ့အပိုင်းကိန်းပြောင်းလို့ရတဲ့ဟာပဲကိုဒါဘာလို့ထည့်တာလဲကျွန်တော်လည်းမသိဘူးနောက်တစ်ခုလည်းတူတူပဲ complex result ကိုဘာနဲ့လုပ်ချင်လဲမေးတယ် complex မှုကိုပြောင်းပြီး ship complex ကိုနှိပ်လိုက်ရင်ဘယ်ပုံစံနဲ့ပြသိချင်လဲဆိုတာကိုပြောင်းလို့ရရတာနဲ့
နောက်တစ်ခုက statistic statistic ကကျွန်တော်လည်းသိချာမလေ့လာတာတော့မသိဘူးဆိုတော့နောက်တစ်ခုသွားမယ်နောက်တစ်ခုက DISP အရှိကောက်က display setting ဒီကောင်ကဒသမကို dot နဲ့ပြမလား comma နဲ့ပြမလားရွေးခိုင်းတာ dot ကနိုင်ငံတကာသုံးတဲ့ standard symbol ပဲမို့ dot ပဲသုံးပါရိုးရိုးလေးပဲလာပါတယ်နောက်တစ်ခုက contrast အလင်းအမောင်ချိန်သုံးတယ် calculator ရဲ့ screen ကမှောင်လေးပုံမြင်ရလေမို့ပုံမြင်ချင်ပုံမောင်လိုက်ပါထက်တဲ့အကြောင်းပြီးပြီဆိုတော့ channel cloud တွေအကြောင်းပြောမယ် CALC အရှိကောက်က calculate ဥပမာ 3.5 calculate ကိုနှိပ်လိုက်ရင်ရှစ်ထွက်လာမယ်အဲ့ဒါဆိုညီမချင်းနှိပ်လဲအဖြေကထွက်တာပဲလေဘာလို့ calculate ကိုထည့်တာလဲလို့မေးရင် calculate ကရိုးရိုးအပေါင်းအနှုတ်တွေအတွက်ပဲမဟုတ်ဘူး equation တွေတွက်တဲ့အခါတော်လေးကိုအသုံးဝင်တယ်ဥပမာ Albert Einstein ရဲ့အထုံးနာရ theory ဖြစ်တဲ့ E = mc square ဆိုပါစို့ဒီ equation ကိုကျွန်တော်ပုံစံ2မျိုးနဲ့တွက်ပြမယ်လိုအပ်တဲ့ကဲုံပဲနေရာရွှေ့ပြီးတော့တွက်တဲ့နည်းနဲ့ equation တစ်ခုလုံးထည့်တွက်တဲ့နည်းပုံစံထဲမှာ m နဲ့ c ကိုပေးထားတယ် e ကိုရှာရမယ်ဆိုပါစို့ပထမနည်းဒီနည်းကညီမချင်းရဲ့ညာဘက်မှာရှိတဲ့ m နဲ့ c ကိုပဲထည့်ပြီးတွက်တာဒီမှာ m ကော c ကောကသူပေးထားတဲ့ထဲမှာပါတာမို့မှတ်ရလွယ်အောင်ထည့်လိုက်တာပါတကယ်လို့ဒီလိုမျိုး equation တွေဆိုလို့ရှိရင်ကိုယ့်ဘာသာအဆင်ပြေတယ်လို့မှတ်ပြီးတော့ထည့်ရမယ် Okay ဒီ equation ထည့်ပြီးရင် calculate ကိုနှိပ်လိုက် m ကဘယ်လောက်လဲမေးတယ်ဆိုတော့ file လို့ထည့်ညီမချင်းနှိပ် c မှာက10လို့ထည့်ညီမချင်းနှိပ်အဖြေက900နောက်တစ်နည်းက equation တစ်ခုလုံးကိုထည့်တာ E = mc square ဒီမှာညီမချင်းကဒီဟာမဟုတ်ပါဘူးဒီ CAC ရဲ့ပုံမှာရှိတဲ့အနီအောင်ညီမချင်းပါအနီအောင်ဆိုတော့ alpha နဲ့တွဲနေပေးရတယ်ပြီးတော့ calculate ကိုနှိပ်လိုက်ခုနအတိုင်း m ကဘယ်လောက် c ကဘယ်လောက်ထည့်လိုက်အဖြေထွက်ပြီဒီနည်းကိုတော့ရင် equation ရဲ့ဘယ်ဘက်ခြမ်းမှာကဏ္ဍတစ်လုံးပဲရှိရမယ်မဟုတ်ရင်တော့တကယ်လို့ကိုကဒီလို equation အရှည်ကြီးတွေတွက်ချင်ရင်တော့ညီမချင်းရဲ့ဘယ်ဘက်မှာကဏ္ဍတစ်လုံးတည်းဖြစ်အောင်ရင်ရွှေပါပြီးမှအပေါ်ကကျွန်တော်ပြောသွားတဲ့ညီနှမျိုးတွေကကြိုက်တာနဲ့အစားတွင်းတွက်ပါပြီးတော့ဟိုက source အကြောင်းပြောပြမယ် source ကို h တန်ဖိုးတွေရှာတဲ့အခါမှာပဲသုံးတာ source နဲ့တွက်ရင် h ထဲကိုထည့်ရမယ်တကယ်လို့ h မထည့်ဘူးဆိုရင် source နဲ့တွက်ရင်ညီမချင်းပါရမယ်တကယ်လို့ညီမချင်းမထည့်မိဘူးဆိုရင်သူ့ဘာသာညီမချင်း0ရှိရလို့ယူဆလိုက်တယ် source နဲ့တွက်ရင်တော့ h ကညီမချင်းရဲ့ဘယ်ဘက်မှာပဲရှိညာဘက်မှာပဲရှိအပေါ်အောက်ကြားတဲ့နေရာမှာရှိလို့ရတယ်ပြီးတော့ h ကိုနှလုံး3လုံးကြိုက်တဲ့လောက်ထားလို့ရတယ်နောက်ပြီးတခြားမသိဂိမ်းတွေနဲ့ထည့်တွက်ရင်လည်း h ကိုပဲရှာပေးမှမို့ကျွန်တဲ့ဂိမ်းတွေရဲ့တန်ဖိုးမေးမယ်ဒီ soft ရဲ့အသုံးဝင်မှုကတော့ကိုယ့်ရဲ့အသုံးပြုနိုင်စွမ်းပေါ်မှာပို့ပြီးတော့မူတည်တယ်နောက်ထပ်တစ်ခုကဒီ0ပေါ်မှာရှိတဲ့ RND အရှိကောက်က round ဒီ RND ထဲမှာကိုကြိုက်တဲ့တက်သမကိုထည့်ပြီးရင်ကိုကတက်သမဘယ်နှလုံးလောက်ထိပြစေချင်လဲဆိုတော့ကိုဆက်ရက်က fit scientific တွေနဲ့တွားပြီးချိန်ညှိလို့ရတယ်တိတ်တော့အသုံးမဝင်ဘူးနောက်ထပ်ပေးနာက IN chef နဲ့ IN int အကြောင်းပြောပြမယ် IN chef ရဲ့အရှိကောက်က random number generator မြန်မာလိုဆိုလို့ရှိရင်ကြပန်တက်သမားကိန်းဖန်တီးပေးခြင်းလို့အဓိပ္ပာယ်ရတယ် IN chef ကိုနှိပ်ပြီးညီမချင်းနှိပ်ဒါဆိုရင်သူကတစ်ခါနဲ့တစ်ခါမတူတဲ့တက်သမားကိန်းတွေကိုထုတ်ပေးလိုက်မယ် IN chef အမြောက်1000ဆိုလို့ရှိရင်တော့မတူတဲ့ကိန်းပြေးတွေကိုထုတ်ပေးပါတယ်နောက်ထပ်သူနဲ့တူတာတစ်ခုက IN int အရှိကောက်က random integerသူ့ကိုလိုချင်တဲ့ကြပန်ကဏ္ဍသတ်မှတ်ပေးလို့ရတယ်ဥပမာ IN int 0.6 ထည့်လိုက်ရင်ဒီမှာ0ရဲ့6ရဲ့ပြီးတော့သူတို့ဂျာမှာရှိတဲ့ကဏ္ဍတွေကိုတစ်ခါနဲ့မတူအောင်ပြပေးမယ်အန်စာတော့တဲ့သူတို့ပေါ့ကွာနောက်တစ်ခုက pole နဲ့ IEC အရှိကောက်က polar နဲ့ rectangular polar က h နဲ့ y ကိုလက်ခံပြီးအကွာအဝေး r နဲ့ θ ကိုပြောင်းပေးတယ် rectangular က r နဲ့ θ ကိုလက်ခံတယ်ပြီးတော့ h နဲ့ y coordinate ကိုပြန်ထုတ်ပေးတယ်ဥပမာ10မီတာနဲ့60ဒီဂရီမှာရပ်နေတဲ့လူတစ်ယောက်ရဲ့ coordinate ကို hy နဲ့သိချင်ရင် rectangular မှာထည့်လိုက်လက်သေးကွင်းရဲ့အပေါ်မှာ comma ရှိတယ်ပြီးတော့ညီမချင်းနှိပ်လိုက်ရင် h က5 y က h/666ရလာမယ်။ r နဲ့ θ ရှာချင်လည်းအတူတူပဲ။ polar ထဲမှာထည့်လိုက်ဒီပေါ်က NPR နဲ့ NCR က Grade 12 Mathematics Chapter 5မှာပါတဲ့ permutation နဲ့ combination တောင်းနည်းကလည်းလွယ်လေး permutation ဆိုရင် P ရဲ့အရှိမ total number ထက် P ရဲ့အနောက်မှာ arrangement number ထက် combination ဆိုလည်းအတူတူပဲ C ရဲ့အရှိမ total number ထက် C ရဲ့အနောက်မှာ selection number ထက်ဒီပေါ်က INS ကအမှားပြင်မှုတောင်းတာသူ့ကို linear IO မှာပဲသုံးလို့ရတယ်အရှိကောက်က insert မြန်မာလိုဆိုလို့ရှိရင်ထည့်သွင်းခြင်းလို့အဓိပ္ပာယ်ရတယ်ဥပမာကိုကကဏ္ဍတွေကိုရိုက်ထည့်နေရင်လည်းအလယ်မှာအမှားတစ်ခုရိုက်မိလိုက်ရဆိုပါစို့ shift insert button နဲ့ပြီးတော့ကိုပြင်မဲ့ကဏ္ဍစီကိုရွှေ့ပြီးလို့ရှိရင်ပြောင်းချင်တဲ့ကဏ္ဍကိုနှိပ်လိုက် insert ကတိတ်တော့အသုံးမလို့ကိုကအမှားနဲ့မိသွားရင်တော့မှားတဲ့နေရာကိုသွားပြီးတော့ delete နဲ့ဖြတ်ပြီးတော့အမှန်ပြင်လည်းရတယ်နောက်ပြီး7ရဲ့အပေါ်က const က constant မှာ physics chemistry တွေမှာသုံးတဲ့ unit constant တွေရှိတယ်ဥပမာ
35မှာဆိုရင် gravity 9.8 meter per second square နောက်ဘေးက CONV ရဲ့အရှိခောက်က conversion သူ့ကို unit တွေပြောင်းရင်သုံးတယ်ဥပမာ19မှာဆိုရင် kilometer per hour ကနေ meter per second ပြောင်းတာ39မှာဆိုရင် joule ကနေ calorie ကိုပြောင်းတာโอเคဒီလောက်ဆို calculator ရဲ့ function တော်တော်များများကိုနားလည်သွားတော့ပြီအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါအပန်းမကြည့်ရင် like နဲ့ subscribe လေးလည်းနှိပ်သွားပေးပါအောင်ဗျကျေးဇူးတင်ပါတယ်